မင်္ဂလာပါဒီနေ့ RJH Health Tip ကနေမျှဝေပေးသွားမှာကကျန်းမာရေးအတွက်အစာစားသုံးနည်းတနည်းအားဖြင့်စားစာနဲ့ကျန်းမာရေးထိန်းသိမ်းနည်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုတုန်းက gut ဥလန်းချောင်းပေါ့နော်ဒီဥလန်းချောင်းထဲမှာmicrobiome system ရှိတယ်ကောင်းတဲ့ bacteria လေးတွေရှိပေါ့မကောင်းတဲ့ bacteria ရောကောင်းတဲ့ bacteria ရှိတယ်ဥလန်းချောင်းထဲမှာဒီဥလန်းချောင်းထဲကကောင်းတဲ့ bacteria လေးတွေကကျန်းမာရေးအတွက်အရေးကြီးကြောင်းကိုပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်ပြောပြသွားတာပါအတူတူပြောရမယ်ဆိုရင်တော့ဒီကောင်းတဲ့ bacteria လေးတွေကကောင်းတဲ့ဟော်မုန်းတွေခန္ဓာကိုယ်ထဲမှာလိုအပ်တာတွေကိုထုတ်ပေးတယ်ထုတ်ပေးပြီးတော့ကျန်းမာရေးကိုကောင်းအောင်လုပ်ပေးတယ်သူတို့တွေအဆင်မပြေဖြစ်ရင်ကောင်းတဲ့ bacteria တွေမရှိတော့ရင်ကျန်းမာရေးထိခိုက်မယ်အဲ့ဒီအပြင်ဥနဲ့အုံနောက်နဲ့ကို vagus nerve ကတဆင်ဆက်သွယ်ပြီးတော့သူက signal တွေပို့တယ်ဥလန်းချောင်းထဲမှာရှိတဲ့ကောင်းတဲ့ bacteria တွေမရှိတော့ရင် brain ကိုပို့တဲ့ signal တွေကမကောင်းတဲ့ signal တွေဖြစ်သွားပြီးတော့ brain ထဲမှာပါဟော်မုန်းတွေထုတ်တာတွေကိုပြဿနာရှာအဲ့တော့ hormone တွေ imbalance ဖြစ်သွားရင် brain က hormone တွေ imbalance ဖြစ်သွားရင်တကူလုံးကျန်းမာရေးတွေထိခိုက်လာမယ်ဒါphysically ခန္ဓာကိုယ်ကျန်းမာရေးရောစိတ်ကျန်းမာရေးရောအဆင်မပြေတွေဖြစ်လာမယ်ဒါကြောင့်ပြီးခဲ့တဲ့ဗီဒီယိုကအနှစ်ချုပ်ကတော့ဥလန်းချောင်းထဲမှာရှိတဲ့ကောင်းတဲ့ bacteria လေးတွေမထိခိုက်အောင်စားသောက်နေထိုင်ဆင်ခြင်နည်းကိုကျွန်တော်ပြောပြသွားတာအဲ့ဒီဗီဒီယိုနဲ့ဒီနေ့ဗီဒီယိုနဲ့ကဆက်တဲ့ဒီဥလန်းချောင်းထဲမှာရှိတဲ့ bacteria လေးတွေကိုထိမ့်သိမ့်တယ်လို့ပဲဒီနေ့ဗီဒီယိုမှာပြောသွားမယ်ကျန်းမာရေး point နှစ်ခုပါကြတော့ insulin resistant နဲ့ cortisol resistant က inflammation ကိုပြောတာ insulin နဲ့ cortisol ဆိုတာခန္ဓာကိုယ်ထဲမှာရှိတဲ့ hormone ပဲ hormone နှစ်ခု hormone တွေအများကြီးရှိတဲ့ခန္ဓာကိုယ်ထဲမှာအဲ့ထဲကအရေးကြီးတဲ့နှစ်ခုပေါ့နော် insulin နဲ့ cortisol နဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကတစ်ခုနဲ့တစ်ခုဆက်သွယ်တဲ့နေရာမှာဟော်မုန်းတွေကိုအသုံးပြုပြီးဆက်သွယ်တာဥပမာအသေးကို energy ထုတ်စေခြင်း brain ကနေပြီးတော့ဟော်မုန်းတစ်ခုထုတ်လိုက်မယ်အသေးကိုလမ်းပြီး signal ပြီးတော့ဟော်မုန်းတစ်ခုထုတ်လိုက်မယ်အဲ့ကြရင်အသေးကအဲ့ဟော်မုန်းထွက်လာရင်အသေးကဒီ energy လုပ်ပေးမယ်ဒီလုပ်ဟိုတခြားဟော်မုန်းနောက်တစ်ခုထွက်လာရင်အသေးကဒီလုပ်ကိုရက်ပြီးတော့နောက်လုပ်တစ်ခုပြောင်းလုပ်မယ်အဲ့သဘောမျိုးပေါ့သူတို့ခန္ဓာကိုယ်စိတ်ပိုင်းတွေတစ်ခုနဲ့တစ်ခုဆက်သွယ်တာက brain ကနေထုတ်တဲ့ဟော်မုန်းတွေကနေပဲဆက်သွယ်တာဥပမာပြောရင် cell တစ်ခုကသူကဒီလုပ်တယ်ဒီလုပ်လို့ဒီဟော်မုန်းထွက်ရင်ဒီလုပ်တယ်ဟိုဟော်မုန်းထွက်ရင်ဟိုလုပ်တယ်ခန္ဓာကိုယ်ကြီးကဘာဖြစ်နေသူတို့ကဟော်မုန်းတွေရဲ့ပေးတဲ့ signal နဲ့ပဲလုပ်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့နေကောင်းလားမကောင်းလား तू မသိဘူး तू သိတာကဒီဟော်မုန်းရှိရင်ဒီလုပ်ရမယ်ဟိုဟော်မုန်းရှိရင်ဟိုလုပ်ရမယ်အဲ့ဒါပဲသိတာအဲ့လိုနည်းနဲ့ပဲသူကလုပ်တာအဲ့မှာကျတော့သူက blind ဖြစ်တယ်လို့ဖြစ်နေတာဒါ cell တွေလုံးပုံဟော်မုန်းတွေခန္ဓာကိုယ်ထဲမှာလုံးပုံဒါချမ်းမြင့်လေးကျွန်တော်ပြောပြပေးတာဘာဖြစ်လို့လဲဆိုတော့ဒီ insulin နဲ့ cortisol ကဟော်မုန်းတစ်ခုဖြစ်နေလို့ဟော်မုန်းလုံးပုံလေးကိုကျွန်တော်မဖြစ်မနေရှင်းပြပေးတာအခု session မှာက insulin resistant အကြောင်းနဲ့စမယ်သူက main ပဲ insulin အကြောင်းကိုပြောမယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့ glucose အကြောင်းကိုပြောမယ် glucose ကခန္ဓာကိုယ်သွေးထဲမှာရှိတဲ့ glucose ကenergy တစ်မျိုးပဲခန္ဓာကိုယ်အတွက်လိုအပ်တဲ့ energy တစ်မျိုးပဲမြန်မာလိုပြောရင်တော့တကြားဓာတ်ခန္ဓာကိုယ်ရဲ့တကြားဓာတ်သူကသွေးထဲမှာတကြားဓာတ်ကရှိတဲ့ level အတိုင်းပဲရှိရမှာများလာလို့ရှိရင် insulin ကထွက်လာအောင် glucose ကဘာလို့အဲ့ level လောက်ရှိတာလဲ glucose ကခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ energy ဒါပေမဲ့ cell တွေထဲမှာ cell type က2မျိုးရှိတယ်တချို့ cell တွေက glucose ကိုပဲသုံးလို့ရတယ် energy ဖြစ်သုံးလို့ရတဲ့ cell တွေရှိတယ်နောက်တချို့ cell တွေကကြတော့ ketone ရော glucose ကိုရောနှစ်မျိုးစလုံးသုံးလို့ရတယ် energy ဖြစ်သုံးလို့ရတဲ့ cell မျိုးဆိုင်ရှိတယ်အဲ့ဒါဘာကွာလဲဆို enzyme တစ်မျိုးပဲကွာသွားတာအဲ့ enzyme ရှိလို့ရှိရင် ketone ကိုပါဒီ cell တွေအလုံးလုံးနိုင်မယ်အဲ့ enzyme ရှိရင်တော့ glucose ကိုပဲအဲ့ cell က energy ဖြစ်သူကသုံးနိုင်မယ်အဲ့ ketone ဖြစ်သုံးနိုင်တဲ့ cell တွေကကြတော့များသောအားဖြင့်တော့ ketone ကိုသူတို့ကပို့ပြီးတော့ကြိုက်ကြတယ် glucose ကိုမသုံးဘူး ketone ကိုတွေ့ရင် ketone ကိုသုံးမယ် glucose ကိုသူတို့ကမသုံးဘူးတချို့ cell တွေကတော့ glucose သီးသန့်ပဲသုံးလို့ရတယ်ဒါကြောင့် cell သွေးထဲမှာ glucose level လေးကပုံမှန်အနေထားရှိနေရတယ်အများကြီးဖြစ်နေကြမလို့ glucose level အများများလာလို့ရှိရင်သွေးကြိုစီးကြိုတက်ပြီးတော့ဒါအသက်အန္တရာယ်ရှိတဲ့ဒီဖြစ်နိုင်တယ်အနာဖြစ်ရင်မကြက်တာအဆုံးဖြစ်နိုင်တယ်ဒါသွေးထဲမှာတကြားဓာတ်များနေလို့ဖြစ်တာစီးကြိုတက်တယ်လို့လူတွေကများသောအားဖြင့်သိထားတာအဓိက glucose level များနေလို့တကြားဓာတ်များနေလို့ဖြစ်တာ
သွေးထဲမှာ glucose level ကမရှိလို့လည်းမရဘူးနည်းသွားရင်လည်းပြဿနာဖြစ်မယ်တချို့ function တွေရပ်သွားမယ်ဘာဖြစ်လို့လဲဆိုတော့လူမှာ brain ထဲမှာပြီးတော့အုံနောက်ထဲမှာ red blood cell သွေးနီဥပြီးတော့ကြောက်ကတ်ထဲမှာတချို့ cell တွေရှိတယ်ပြီးတော့အသည်းကသူတို့က glucose ကိုပဲသုံးနိုင်တယ် ketone ကိုမသုံးနိုင်ဘူးအဲ့ glucose ကို ketone ကိုချက်တာကတော့အသည်းထဲမှာပဲချက်တာဒါပေမဲ့အသည်းက glucose ကိုပဲ energy ဖြစ်သုံးပြီးတော့ချက်တာ ketone တွေကိုသူကထုတ်တာ ketone သုံးတဲ့တခြား cell တွေကပဲ ketone ကိုဝိုင်းပြီးတော့သုံးကြတာအဲ့တော့အသည်းက ketone နဲ့ glucose ကိုဘယ်လိုချက်လို့လဲဆိုတော့fat ထဲမှာရှိတဲ့လူခန္ဓာကိုယ်ရဲ့ fat ထဲမှာရှိတဲ့အဆီထဲမှာရှိတဲ့ fatty acid တွေကိုသူယူလိုက်တယ်ယူပြီးတော့အဲ့ fatty acid တွေကိုဓာတ်ပြုတ်ပြီးတော့ ketone ဖြစ်သူကချက်လို့တယ်အဲ့ fatty acid ကို ketone ဖြစ်ချက်လို့တဲ့နေရာမှာ by product ကဘာထွက်လာလဲဆိုတော့ glucose ပါအနေနဲ့ထွက်လာတယ်အဲ့ရထွက်လာ glucose နဲ့ဒီသွေးတွေက glucose level ပုံမှန်လေးဖြစ်အောင်အသက်ရထိန်းပေးထားတယ်ပြီးရင်ketone တွေလည်းသူကတပြိုင်တည်းမှာချက်လို့ပေးနေတဲ့အတွက် ketone ကြိုက်တဲ့ cell တွေ ketone ကိုသုံးတယ် glucose ပဲသုံးလို့ရတဲ့ cell တွေ glucose ပဲသုံးပြီးတော့အဲ့ဒီတိုင်းခန္ဓာကိုယ်ကပုံမှန်လှုပ်ရှားနေတဲ့အနေအထား glucose တွေများသွားပြီသွေးထဲမှာတကြားဓာတ်တွေများလာပြီအဲ့ကြရင်ဘာဖြစ်လဲဆိုတော့အန္တရာယ်ရှိတဲ့အတွက် insulin ကထွက်လာတယ် insulin ရဲ့အလုပ်ကအများကြီးပဲ insulin ရဲ့အလုပ်ကအများကြီးထဲမှာအရေးကြီးတာတစ်ခုကဒီ blood ထဲမှာတကြားဓာတ်များလာရင်သူကထိန်းပေးရတာဘလို့နည်းနဲ့ထိန်းလဲဆိုတော့တကြားဓာတ်များလာပြီဆိုတော့ insulin ကထွက်လာပြီ insulin ထွက်လာပြီဆိုတော့ insulin က cell တွေအကုန်လုံးကိုညွှန်ကြားလိုက်တာဘလို့လဲဆိုတော့ ketone ကိုလုံးဝမသုံးနဲ့တော့သွေးထဲမှာတကြားဓာတ်ကများနေပြီအဲ့တော့ glucose ကိုပဲသုံးတကြားဓာတ်လျော့သွားအောင် glucose လျော့သွားအောင် glucose ကိုပဲသုံး ketone ကိုလုံးဝမသုံးနဲ့ဆိုပြီး cell တွေကိုသူက insulin ကလုံးလိုက်တယ်ဒါပေမဲ့အဲ့လိုလုပ်ရုံနဲ့မရသေးဘူး glucose တွေကို cell ထဲဝင်လို့ရအောင်တကြားဓာတ် cell ထဲဝင်လို့ရအောင် insulin ကသွားပြီးတော့ cell ကိုသွားပြီးတော့ဓာတ်ပြုတ်ပေးရတယ်သဘောပြောရင် insulin ကလာပြီးတကားဖွင့်ပေးမှ glucose က cell ထဲကိုဝင်လို့ရတာဒါ insulin ရဲ့အလုပ်တွေတဲ့တစ်ခုဒါတပိုင်းလေးကိုပဲကျွန်တော်ပြောပြနေတာအခုပြောသွားမှနဲ့သက်ဆိုင်တာလေးကိုပဲတူတူလေးကိုပဲကျွန်တော်ပြောပြနေတာသူ့လုပ်တွေအများကြီးရှိတယ် insulin ကတွေးတဲ့တကြားတက်ကိုထိန်းပေးတာ cell တွေတဲ့ကိုတကြားတက်ရအောင်လုပ်ပေးပြီးတော့ထိန်းပေးတာ cell တွေကိုဒီတကြားတက်တွေယူပြီး energy ပြီးအခုချက်ချင်းသုံးပလိုက်ဆိုတဲ့သဘောမျိုးသူကလုပ်ပေးတာပြီးတော့ insulin ကအဲ့လိုလုပ်ရင်းနဲ့တကြားတက်ကအရမ်းများတယ်ပေါ့သွေးထဲမှာတကြားတက်ကအရမ်းများနေသူတလောက်လုပ်ပေးနေတာတော့အရမ်းများနေရင်တကြားတက်တွေအကုန်လုံးကိုခန္ဓာကိုယ်ရဲ့ fat cell တွေထဲမှာသွားသိမ်းဆိုပြီးတော့သူကအဲ့မှာသွားပြီးတော့သိမ်းခိုင်းလိုက်တယ်အဲအကြောင်း insulin resistant ဖြစ်နေတဲ့လူတွေကဝနေတဲ့လူတိုင်းက insulin resistant ဖြစ်နေတာ blood glucose level ချိန်လိုက်လို့ပုံမှန်ဖြစ်တဲ့ဘာညာတွေဖြစ်တာနဲ့ insulin resistant မဖြစ်ဘူးလို့ပြောလို့မရဘူး A1C 3လ average glucose ကပုံမှန်ဖြစ်နေတာတောင်မှ insulin resistant မဖြစ်ဘူးလို့ပြောလို့မရဘူးဒါ glucose ပုံမှန်ဖြစ်နေတာ insulin resistant ဆိုတာကကြတော့ cell တွေက insulin ကို resistant လုပ်လာရှင်းပြထုံသွားတော့ insulin resistant ဖြစ်တော့ထုံသွားတော့ insulin နည်းနည်းလေးနဲ့ဒီပုံမှန်အလုပ်လေးလုပ်ဖို့ insulin ဒီပုံမှန်နည်းနည်းလေးနဲ့မရတော့များပြီးမှရလာဒါထုံလာရေချိန်တက်လာဆိုတဲ့သဘော cell တွေရဲ့ insulin ရေချိန်တက်လာနည်းနည်းလောက်လေးနဲ့ဘာမှမဖြစ်တော့အလုပ်ထမလုပ်တော့ cell တွေကဘလို့ဖြစ်လဲဆိုတော့ ketone လည်းမသုံးလို့မရဘူး insulin ကအမိန့်ပေးထားတော့ ketone လည်းသုံးလို့မရဘူးဒါပေမဲ့လိုအပ်တဲ့ energy ကြောင့်လည်းအလုံးလုံးမရဘူးဘာဖြစ်လို့လဲဆို insulin နည်းနည်းနဲ့သူတို့ကဒီ energy ကိုစုပ်လို့မရတော့တဲ့အတွက် insulin များမှစုပ်လို့ရတော့မယ်အာဟာရမလောက်ဘူးဖြစ်လာတယ်အဲကြတော့ insulin ကို pancreas ကတိတ်ကြိတ်က insulin တွေများပို့ပြီးတော့ထုတ်အောင်ပို့ပြီးထုတ်တော့မှဒီ cell ကပုံမှန်အတိုင်းကြီးပါကိုအလုံးလုံးနိုင်တာဒါပေမဲ့လည်းအဲ့ပို့ပြီးထုတ်ပြီးတော့အဲ့ပုံမှန်အတိုင်းမျိုးတော့သူများတောက်တော့ cell ကပို့ပြီးထုတ်လိုက်သူရေချင်းကတက်ပြီးရင်တက်လာအောင် insulin နဲ့ထုတ်ပြီးထုတ်အောင်အဲ့ဒီမှာ insulin resistance ဆိုတာအဲ့မှာအကြီးအကျယ်ဖြစ်လာတာ insulin resistance ဖြစ်တော့အဲ့ type 1 type 2 diabetes ဆိုကျွန်တော်အဲ့မှာရှင်းပြပေးမယ် type 1 diabetes ကကြတော့တဲကြိတ်တွေက insulin ထုတ်ပေးတဲ့ beta cell တွေက inflammation ဖြစ်ပြီးတော့တခုခုကြောင့် inflammation ဖြစ်ပြီးတော့ beta cell တွေကလုံးဝလုံးမလို့တော့တာတေသွားဆိုတဲ့သဘောတေသွားတော့မဟုတ်ဘူးเนาะ beta cell တွေလုံးဝလုံးမလို့တော့လုံးမလို့တော့ insulin မထွက်တော့ insulin မထွက်တော့သွေးထဲမှာ blood နည်းနည်းလေးစားလိုက်တာနဲ့ blood sugar အတကုံစောင့်တက်ပြီးတော့စီချိုသေးချိုတက်တယ်လို့ဖြစ်မစားဘဲနေရင်လည်း type 1 diabetes သမားတွေက
blood sugar တွေရမ်းကြပြီးတော့ blood sugar ကျလို့လည်းမရဘူးသူကျွန်တော်ပြောတဲ့အတိုင်းပုံမှန်ရှိတဲ့အနေထားမှာရှိရမှာမရှိတာနဲ့ပြဿနာဖြစ်တာများရင်လည်းပြဿနာဖြစ်မယ်နည်းရင်လည်းပြဿနာဖြစ်မှာအောင်အဲ့တော့ type 1 diabetes တွေကsugar ကိုမစားဘဲနေလိုက်ရင်လည်းအရန်နှဲသွားပြီးတော့မူးလာမော်တာတွေဖြစ်တတ်တယ် type 2 diabetes ကကြတော့ပုံမှန်လူတွေ type 1 diabetes လို့မဟုတ်ပုံမှန်လူတွေကနေမှ blood sugar ကိုမြင့်စေတဲ့သွေးထဲမှာတခြားဓာတ်ကိုမြင့်စေတဲ့အစားအစာတွေကိုစားတာများလာတော့ insulin တွေကတစ်ချိန်လုံးထွက်တယ် insulin resistance တွေပဲတစ်ချိန်လုံးဖြစ်တယ် insulin နေရာတစ်ချိန်လုံးထွက်နေတော့ ketone တွေကိုလုံးဝမသုံးတော့ ketone တွေလုံးဝမသုံးရင် ketone ရဲ့ကုန်ကြမ်းကခန္ဓာကိုယ်ရဲ့ fat အဲ့တော့လူကဝလာမယ်အဲ့တော့ insulin resistance ဖြစ်တယ်ဝါလူတိုင်း insulin resistance ဖြစ်နေတယ်တနည်းအနည်းနဲ့အများဖြစ်ကိုဖြစ်နေပြီ insulin resistance ဖြစ်လာတော့ cell တွေကစောစောပြောတဲ့ energy လုံးလောက်မရဘူး insulin resistance အရင်ဆိုးလာတဲ့အချိန်မှာ energy လုံးလောက်မရတော့ cell တွေကဘာဖြစ်လဲဆိုတော့နေမကောင်း inflammation ဖြစ်လာတယ်ရောင်ရမ်းလာတယ်ဒါကြောင့် insulin resistant ဖြစ်တာနဲ့ cell တွေကအနည်းနဲ့အများ inflammation ကစဖြစ်တယ်အဲ့တော့ inflammation ကြောင့်မသွားခင်မှာ insulin resistance ကြောင့်ကျွန်တော်တစ်ခါတည်းစကားပြတ်လိုက်မယ် insulin တွေများလာတာနဲ့ insulin ကခန္ဓာကိုယ်ရဲ့ growth hormone ကိုသွားပြီးတော့ suppress လုပ်တယ် growth hormone ကိုလုံးမလုပ်အောင်လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ growth hormone ရဲ့အလုပ်တွေတဲ့တစ်ခုက fat burning ကိုလုပ်ပေးတာအဲ့အတွက် fat burning မလို့ ketone ကိုမသုံးအောင်လို့ growth hormone ကို insulin သွားပြီးတော့ suppress လုပ်တယ် growth hormone အလုံးမလုပ်တော့မထုတ်တော့ဒါပေမဲ့ growth hormone ရဲ့အလုပ်တွေကနောက်တစ်ခုကကြတော့ tissue တွေ repair damage ဖြစ်တဲ့ tissue တွေကို repair လုပ်တာဒါကြွက်သားတွေဒါတွေကို repair လုပ်ပေးတာအားကစားလိုက်စားတဲ့လူတွေဝိမ်းမတဲ့လူတွေနောက်ပြီးတော့ဝိချခြင်းတဲ့လူတွေသူတစ်ပြည့် growth hormone ကအဲ့လူတွေအတွက်အရေးကြီးတယ် insulin resistant တစ်ချိန်လုံးဖြစ်နေလို့ရှိရင် growth hormone ကိုတစ်ချိန်လုံး suppress လုပ်တာတော့ဖြစ်ပြီး growth hormone အလုပ်ကိုလုံးဝမလုပ်အောင်လုပ်သလိုဖြစ်တာဒါကြောင့် insulin resistant ဖြစ်နေတဲ့လူတွေက fat burning မဖြစ်တဲ့အတွက်ဝေးကြဖို့ခက်တယ်ပြီးရင်လေ့ကျင့်ခန်းလုပ်ရင်လည်းကြွက်သားတွေကို repair လုပ်ဖို့ကြွက်သားတက်ဖို့အတွက်သူတို့ကနည်းနည်းပိုခက်တယ် insulin resistant ဖြစ်နေတဲ့အချိန်မှာဒါကြောင့် insulin resistant ဖြစ်နေရင်ဒါဝေးချဖို့ခက်တယ်ဒါဝေးချဖို့ခက်တာတဲ့တစ်ခုပဲရှိသေးတယ်နောက်တစ်ခုက leptin ကခန္ဓာကိုယ်ထဲမှာအစာစားလိုက်လို့သွေးထဲမှာ blood sugar တကြားတက်ချိုတက်ပေါ့ဒါမြင့်တက်လိုက် insulin ထွက်လာတယ် insulin ထွက်လာတာနဲ့ဒါ leptin တွေက insulin ထွက်လာတဲ့ amount တိုင်း leptin တွေကိုလည်း produce လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါဘိုက်ထဲမှာအစာရောက်နေပြီဘိုက်ပြေသွားပြီ insulin ထွက်တဲ့အထိဖြစ်နေပြီဆိုတော့ဒါဘိုက်ပြေနေပြီ leptin တွေကထွက်လာပြီးတော့ leptin တွေကအုံနောက်ကိုသွားပြီးတော့ချက်ပေးတယ်ဘိုက်ပြေနေပြီအဲ့တော့အုံနောက်ကဘိုက်ပြေနေပြီဆိုပြီးတော့ခန္ဓာကိုယ်စားတာရက်အောင်လုပ်လိုက်တယ်hunger hormone တွေထုတ်တာကိုရပ်လိုက်တယ်အဲ့ဒီမှာ insulin resistant ဖြစ်သွားရင်ဒီ leptin ထုတ်တဲ့ cell တွေက insulin resistant ဖြစ်နေတဲ့အတွက် insulin တွေထွက်လာလဲသူတို့ကပုံမှန် level ကိုမရောက်သေးဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ insulin resistant ဖြစ်တယ်ဆိုရင် insulin ထုံသွားတာဆိုတဲ့အတွက်ပုံမှန် level ရောက်နေလဲသူတို့ကဒါနည်းနေလို့ပဲထင်နေတယ်ထုံနေတာကိုအဲ့တော့ insulin အများကြီးထွက်မှ leptin ကစထွက်တာဒါကြောင့်လူတွေကဘိုက်ပြည့်နေတာကိုတော့မှထပ်ပြီးတော့ပိုစားနိုင်လာတာ insulin resistant ဖြစ်သွားလို့ရှိရင်ပိုပြီးတော့ဘိုက်ပြည့်နေတာကထပ်ပြီးပိုစားနိုင်လာအဲ့ဒီမှာလူတွေပြောနေကြအဆိုင်ကျဲသွားတယ်အဆိုင်ကျင်းသွားတယ်အခုတော့အဆိုင်ကျင်းသွားတယ်တိတ်မစားနိုင်တော့ကျွန်တော်တို့ဆိုလည်း fasting လေးလုပ်ပြီးတော့တိတ်ပြီးတော့မစားနိုင်တော့ဘူးဖြစ်လာဆိုင်ကျင်းသွားတယ်ပေါ့တကယ်တော့အဲ့ဒါအဆိုင်ကျင်းသွားတာမဟုတ် insulin resistant ကျသွားတယ် insulin resistant ကျသွားတဲ့အတွက်နည်းနည်းစားလိုက်တာနဲ့ insulin ပြန်ထွက်လာတဲ့အချိန်မှာ leptin ထုတ်တဲ့ cell တွေကဒါ insulin resistant မဖြစ်တော့တဲ့အတွက် insulin ပုံမှန်လေးထွက်တာနဲ့ဒါဘိုက်ပြည့်နေပြီဆိုပြီးတော့ leptin hormone တွေထုတ်ပြီးတဲ့အုံနောက်ကအဲ့ကြတော့တိသွားပြီးတော့ဒါ hunger hormone ကိုရပ်လိုက်တဲ့အချိန်မှာစားခြင်းစိတ်ကလျော့သွားတယ်အဲကြတော့နည်းနည်းလေးစားရနဲ့ဘိုက်ပြေသွားပြီလို့ထင်တာတကယ်တော့ဆိုင်ကြီးကဘာမှမပြောင်းပါဘူးဒီဆိုင်ကဒီဆိုင်ကြပဲထပ်စားခြင်းစားလို့ရတယ်အတင်းထည့်ခြင်းထည့်လို့ရတယ်ဒါပေမဲ့ insulin resistant မဖြစ်တော့တဲ့အတွက်လိုအပ်တာကိုရတာနဲ့ leptin ကထွက်လာပြီးတော့ဒါစားတာကိုရပ်သွားစေတာဒီနည်းနဲ့လည်းဒါဝိချတဲ့လူတွေတတိထားစေချင်တာ insulin resistant ဖြစ်နေရင်ဒီ leptin ကထွက်လာမှာမဟုတ်အဲ့တော့ကိုကငွာသေးဦးထင်ပြီးတော့စွတ်ပြီးတော့စားမိမယ်
အဲ့ဒီနည်းနဲ့ဒါကခန္ဓာကိုယ်ဝိတ်တက်စေတယ် insulin resistance ကဒါနောက်တစ်နည်းနောက်ထပ်ဝိတ်တက်စေတာတွေရှိသေးတယ်။ဘာတွေလဲဆိုတော့ insulin resistance ဖြစ်ရင် hormone တွေ imbalance တခြား hormone တွေမှာ imbalance ဖြစ်မယ်။အဲ့ထဲမှာ imbalance ဖြစ်တတ်တာကကြား hormone နဲ့မ hormone ။ကြား hormone နဲ့မ hormone ကလည်း insulin တို့ဒီတွေးထဲမှာရှိတဲ့ကြားဓာတ်တို့လိုပဲသူတို့ကလည်းခန္ဓာကိုယ်မှာရှိတဲ့ဒီ testosterone နဲ့ estrogen ဆိုတာဒါလိုအပ်တဲ့ hormone တွေခန္ဓာကိုယ်ထဲမှာရှိတဲ့ level ရှိရမယ်။အဲ့မှာသူတို့နှစ်ခုကဘယ်လိုလဲဆိုတော့ကြား hormone တွေမ hormone တွေများနေရနည်းနေတာအရေးမကြီးဘူး။ဒီကြား hormone အချိုးနဲ့မ hormone အချိုးနဲ့ရှိရမယ်အချိုးအစားနှစ်ခုညီရမှာ။အဲ့အချိုးအစားကို insulin resistant ဖြစ်ရင်တွားပြီးတော့ကမောက်ကမလုပ်ပါ။အဲ့ကြတော့ hormone တွေများတယ်နည်းတယ်ဆိုပြီး hormone ဆေးတွေတောက်ပါတကယ်တမ်းကျတော့ insulin resistant ကြောင့်ဒီ hormone level ရှိရမယ်သူ balance level ရှိရမယ်ယောက်ျားလေးဆိုယောက်ျားလေးမိန်းကလေးဆိုမိန်းကလေးသူ level သူရှိရမယ်ဒါပေမဲ့အဲ့ဒါကို insulin resistant ကသွားပြီးကမောက်ကမှလုံးလိုက်တော့ hormone imbalance ဖြစ်ရော hormone imbalance ဖြစ်တော့ကြောင့် hormone ကြောင့်ပတ်သက်တဲ့ယောဂတွေဖြစ်ကုန်ယောဂတွေဖြစ်မယ်အဆင်မပြေတာတွေဖြစ်မယ်အဲ့ကြတော့ဒါ hormone မကောင်းလို့ဆိုပြီးတော့ hormone ဆေးတွေတောက်ကြအောင်အဲ့မှာ hormone တွေကရှိတဲ့နာတွေတဲ့နဲတာတွေရော hormone ကိုများတာတွေရောအဲ့မှာပို့ပြီးတော့ပြဿနာတွေဖြစ်လာတကယ်တမ်း insulin resistant ကြောင့် hormone imbalance လေးဖြစ်သွားတာဒါ insulin resistant ဖြစ်တာတဲ့ပြီးရင်နောက်ထပ်ဘာတွေဖြစ်နိုင်သေးလဲဆိုတော့ insulin resistant ကြောင့်ဒါစောစောကစီချိုသေးချိုပြောပြီးသွားပြီဒါဝါတဲ့အကြောင်းပြောပြီးသွားပြီနှလုံးယောဂတွေဖြစ်မယ်ပြီးရင်အသေးမှာအဆီဖုံးတဲ့ fatty liver ဖြစ်မယ်ကင်ဆာမျိုးဖြစ်မယ်chronic inflammation ကဘယ်လိုဖြစ်လဲဆိုတော့ insulin resistant ဖြစ်ရင် cell တွေက inflammation မှာဖြစ်မယ် inflammation ဆိုတာရောင်ရမ်းတာပြီးရင်အသေးစိတ်ရှင်းပြပေးမယ်အခုတော့ဒါရောင်ရမ်းတာလို့ပဲခဏမှတ်ထားလိုက် inflammation ကရောင်ရမ်းတာ cell တွေကရောင်ရမ်းတတ်တယ်ကျွန်တော်ကျမရဲ့အတွက်စားသုံးနည်းထဲမှာလည်းပြောပြပြီး cell တွေထဲမှာ sodium ပမာဏကလိုတာထက်ပိုများသွားရင်လည်း cell က inflammation ဖြစ်တယ်နည်းသွားရင်လည်း inflammation ဖြစ်တယ်ဒီ insulin resistant ဖြစ်နေတဲ့ cell တွေက sodium နဲ့ပြောရမယ်ဆိုရင်တော့ insulin resistant ဖြစ်နေတဲ့ cell တွေကခန္ဓာကိုယ်ထဲမှာ cell ထဲမှာရှိတဲ့ sodium ပမာဏတက်ပိုပြီးသူတို့က insulin resistant ဖြစ်တာနဲ့ inflammation နဲ့ဖြစ်မယ်ပြီးရင်ပိုပြီးတော့တိမ့်တဲ့အတွက် inflammation တွေဖြစ်လာတာအားကြောင့်စားတာများရင်သွေးတက်တယ်ဆိုတဲ့လူတွေက insulin resistant ဖြစ်နေလို့ပုံမှန်လူ insulin resistant မဖြစ်တဲ့လူကစားတာများရင်စီးရီးယားနဲ့အကုန်ထွက်သွားပါချွေးထွက်တဲ့ထက်ကနေသူထွက်သွားလိမ့်မယ်ဘာမှမဖြစ်ဘူး cell တွေကအဲ့လိုမလိုအပ်ဘဲနဲ့ပို့ပြီးတိမ့်မထားအောင် insulin resistant ဖြစ်နေတဲ့ cell ကတော့မလိုအပ်ဘဲနဲ့ပို့ပြီးတိမ့်မယ်ပြီးရင်တိမ့်တဲ့အတွက် inflammation တွေဖြစ်မယ်ဒါကြောင့် insulin resistant ဖြစ်တဲ့ cell တွေက inflammation တွေဖြစ်တယ်ဆိုတာအနည်းနဲ့များဖြစ်ကိုဖြစ်ပြီနောက်ဆုံး insulin resistant ကြောင့်ဖြစ်တာနောက်က brain disease တွေအဲ့ဒီဟာတွေအကြောင်းကိုကျွန်တော်အသေးစိတ်ဗီဒီယိုနောက်ဗီဒီယိုကအဲ့ဒီအကြောင်းအသေးစိတ်ပြောပြမယ်အခုတော့အကြမ်းမြင်ပြောပြပေးမှာက dementia ဆိုတာကဒီ brain disease တွေကိုဒါအကြမ်းမြင်ခေါ်လိုက်တဲ့ယောဂဥမာကာလာသားယောဂလို့သဘောပေါ့ကာလာသားယောဂလို့ပြောလိုက်တာအဲ့ထဲမှာဟိုယောဂဒီယောဂတွေမတူတာတွေရှိတယ်ဒါပေမဲ့အားလုံးကိုခြုံပြီးကာလာသားယောဂလို့ပြောလိုက်တယ်အဲ့တိုင်းမဲ့ brain disease တွေဥမာ Parkinson တို့ Alzheimer တို့ဆိုတာတွေကိုအကုန်လုံးခြုံလိုက်ရင် dementia လို့ခေါ်တာအဲ့တော့ဒီ dementia ယောဂတွေ dementia ဆိုတာအကုန်လုံးခြုံပြီးပြောတယ်ဒီ Parkinson တို့ပါတော့ပြီးတော့ ADHD တို့ autism တို့ပြီးရင်နောက်ဆုံးကုန်ပြောမယ်ရိုးလူ stress ဖြစ်နေတာစိတ်ကြယောဂခံစားနေရတဲ့လူဒီလူတွေကဘာဖြစ်လဲဆိုတော့အုံနောက်ထဲမှာ insulin resistant တော့ဖြစ်နေတာသူတို့ရဲ့ဒါ mental ယောဂတွေမဟုတ်ဘူးအုံနောက်ထဲမှာ insulin resistant ဖြစ်ပြီးအုံနောက်ကပုံမှန်အလုံးမလုံးလို့သူတို့က mental ယောဂကိုခံစားနေရတာအဲ့တော့ stress ဖြစ်နေတဲ့လူတယောက်ကစိတ်ကြယောဂခံစားနေရတာမဟုတ်ဘူးအုံနောက်ထဲမှာ insulin resistant ဖြစ်ပြီးတော့တခုခုဖြစ်နေတဲ့အတွက်သူကတာမန်လူမဖြစ်ပဲနဲ့မပျော်နိုင်စိတ်ကြယောဂကိုခံစားနေရတာစိတ်ကြယောဂခံစားနေရတာဆိုပြီးတော့ mental ယောဂကြီးသူဖြစ်နေတာမဟုတ်ဘူးအဲ့ဒီတိုင်းပဲတခြားဟာတွေကလည်းဒီ mental ယောဂမဟုတ်ဘူးအုံနောက်ကတခုခုဖြစ်သွားလို့ပုံနောက်ပုံမှန်လုံးမလုံးလို့လက္ခဏာတွေလာပြတာ
အဲ့တော့ဒီ dementia ယောဂါတွေဒီ brain disease တွေကိုအကုန်လုံးက insulin resistant ကြောင့်ဖြစ်တာဆောင်းမိုင်းတယောက်ကလည်းသူကကြောက် inflammation နေနဲ့ပတ်သက်တဲ့ဆောင်းမိုင်းတယောက်ပြောတာဆိုရင်လည်း brain disease တွေဒီဟာတွေအကုန်လုံးကအဓိကဖြစ်တာက inflammation ကြောင့်အုံနောက်ထဲမှာ inflammation ဖြစ်နေလို့ဟုတ်တယ်လေ inflammation ဖြစ်ပြီဆိုတာနဲ့ဒါ cell တွေက insulin resistant ဖြစ်နေလို့ inflammation ဖြစ်တာအနေနဲ့များ insulin resistant ကိုဖြစ်နေတယ်insulin resistant ဖြစ်တာနဲ့အုံနောက်ကဘာလို့အလောက်ထိကမောက်ကွာတွေဖြစ်တာလဲဆိုတော့အုံနောက်ထဲက cell တချို့ကဒီ glucose တကြားတက်ကိုပဲသုံးရတယ်အဲ့ cell တွေတကြားတက်ဒီ cell တွေကိုဝင်ဖို့အတွက် insulin ကလာပြီးတော့အလုပ်လုပ်ပေးရတယ်cell တွေက insulin resistant ဖြစ်ပြီးထုံသွားပြီး insulin ကိုထုံသွားပြီးဆိုရင် insulin နည်းနည်းလေးနဲ့ဒီတကြားတက်ကို cell လိုအပ်တဲ့တကြားတက်ကိုဝင်အောင်မလုပ်ပေးနိုင်တော့ insulin များမှရမယ်များလာတော့စောစောပြောထားတဲ့အတိုင်း type 2 diabetes ဖြစ်မယ် insulin resistant တွေအများများလာတော့ထုတ်ရတာတွေအများလာထုတ်ရအများလာတော့တိတ်ကြိတ်ကမလုံးနိုင်တော့ beta cell တွေကလုံးမလို့တော့ insulin တွေမထွက်တော့အဲ့မှာပြဿနာတွေတက်တာ insulin ထိုးယူရတဲ့ဆင်တွေဖြစ်ကုန်တာပဲလေအဲ့ဒီတိုင်းပဲ brain ကကြတော့ brain ရဲ့ cell လေးတွေကသူတို့တချို့ကဒီတော့မသုံးနိုင်ဘူး insulin ဒီတကြားတက်ကိုသုံးရမယ်တကြားတက်ကိုသုံးဖို့အတွက် insulin လိုတယ် insulin မရှိလို့ရှိရင်သူတို့ကကောင်းကောင်းလုံးမလို့တော့ insulin resistant ဖြစ်နေတဲ့အတွက် insulin နည်းနည်းပါးပါးလေးထုတ်လေသူတို့ကထုံနေတဲ့အတွက်ကောင်းကောင်းလုံးမလို့တော့ဘာဖြစ်လို့ဆိုတော့သူတို့လိုအပ်တဲ့တကြားတက်ကိုမရလို့ glucose ကိုမရလို့ကောင်းကောင်းလုံးမလို့တော့အဲ့ဒီနည်းနဲ့ကောင်းကောင်းလုံးမလို့တော့ကောင်းကောင်းလုံးမလို့တော့တဲ့အပြင်ဘာစဖြစ်လဲ cell ကဆိုတော့ sodium မှာပြောတဲ့အတိုင်းပဲ sodium နည်းနေရင်လည်း cell က inflammation ဖြစ်မယ်များလာရင်လည်း inflammation ဖြစ်မယ်ဒီမှာလည်းလိုအပ်တဲ့ glucose အလုံးလောက်မရတဲ့အတွက်သူကကျန်းမာရေးမကောင်းဘူး inflammation စဖြစ်တယ်ဒီနည်းနဲ့ဒါက insulin က inflammation ဖြစ်အောင် cell တွေကိုလုပ်ပေးတာ insulin resistant ဖြစ်တဲ့အချိန်မှာ cell တွေရဲ့ inflammation ဖြစ်လာအောင် blood sugar ကိုဘလောက်တိုင်းတွေးရတဲ့ကြားတက်ကိုဘလောက်တိုင်း insulin resistant ရှိလားမရှိလားဆိုတော့မသိနိုင်ဘူးအဲ့မှာမဖော်ပြဘူးဘာဖြစ်လို့လဲဆိုတော့ဥမာ A1C 3 လ average မှာ blood sugar ပုံမှန်ဖြစ်နေရင်တော့ insulin resistant မဖြစ်ဘူးလို့ပြောလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့လိုပုံမှန်ဖြစ်နေအောင် insulin ကချိန်လုံးလုပ်ပေးနေ။ insulin ချိန်လုံးထွက်တာနဲ့ insulin resistant cell တွေကထုံတာဆိုတာဖြစ်မှာပဲ။ insulin resistant ဖြစ်မဖြစ်ကကျွန်တော်စောစောပြောထားတဲ့အတိုင်း weight တွေတစ်ချိန်လုံးတက်မယ် weight တက်ရလွယ်မယ် weight ချရခက်မယ်ပြီးရင်စားလို့ရှိရင်နည်းနည်းလေးစားတာနဲ့ဘိုက်ကမပြည့်ဘူးပို့ပြီးတော့စားနိုင်လာမယ်ဒါ insulin resistant ရဲ့လက္ခဏာတွေကိုယ်ခန္ဓာရဲ့အခြေအနေနဲ့နေထိုင်သွားလာပုံအခြေအနေကိုကြည့်ပြီးတော့ပဲခံမှန်းလို့ရမယ်အခု insulin resistant အကြောင်းပြီး insulin အကြောင်းပြီးဆိုတော့ cortisol အကြောင်းဆက်မယ်